အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ universe က message လေးတွေပေးလဲဆိုတာကိုကြည့်ကြမယ်နော်အခုပထမဆုံးပိုင်3ခုခွဲလိုက်ပါမယ်ဒါလေးနော်ပိုင် number 1မထရာချင်းနေရတယ်ပိုင် number 2 Troubles Blood ပိုင် number 3 Lions Man ဒါလေးကတော့ Harvard astrology ကတ်ကလေးပါပိုင်း1ပိုင်း2ပိုင်း3ပေါ့နော်ဒီချက်ကိုကြိုက်တဲ့တကတ်ကိုရွေးပါကတ်တရားမရွေးချင်ဘူးဆိုရင် crystal လေးနဲ့ရွေးလို့ရမယ်နော်အဲ့ဒီမောရအောင် crystal လေးပိုင်း number 1ဒါစိမ့်ပြလေးနော်စိမ့်ပြလေးပိုင်း number 2ဒါလေးက amethyst ခရမ်းလေးပေါ့နော်ဒါလေးကတော့ပိုင်း number 3ဖြစ်ပါတယ်ဆိုတော့ number 1အတွက်အရင်ကျမတို့ universe message ကိုကြည့်ပါမယ်နော်Okay ပထမဆုံးကျမတို့ angel message angel message angel numbers ပြောချင်လဲဆိုတာကိုရှာဖွေကြည့်ပါမယ်ရှင်ပထမဆုံးကပါလဲ3838 divine protection နော်မင်းတို့ရဲ့ကာကွယ်ဆောက်ရှောက်မှုတွေရှိနေပါတယ်တဲ့နော် angels တွေကကာကွယ်နေပါတယ်တဲ့စိတ်အေးချမ်းသာရှိဖို့အတွက်ချမ်းနေမှာနော်စိတ်အေးချမ်းသာဖို့ရှိဖို့အတွက်အမြဲတမ်းလဲစောက်ရှောက်နေပါတယ်တဲ့ support လုပ်ပါတယ်တဲ့နောက်တစ်ခုအခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ဘာတွေများဘယ်လို message တွေများပေးချင်ပါသလဲ okay ခုံဖတ်လိုက် I love the way you carry yourself နော်ကိုကိုချစ်ဖို့အတွက်နော် self love ကိုအဓိကထားပြီးတော့ပြောချင်တယ်လို့ယူဆပါတယ် okay လာပြီ universe message ကိုကျမတို့တာရိုနီပညာနဲ့ကြည့်ကြည့်ပါမယ်ရှင်မဆုံးပါတယ်လေkino once okay no kino once no kino once ချတယ်အပြီးတော့ဘာမျိုးပြောချင်လဲစူးစားရုန်းကန်ရတယ်ဆိုတဲ့ sorry ဒါ kino once ဒီမှာက queen of wands เนาะကအသီးလေးအဲ့တော့ wands တွေကြာနေတယ်ပေါ့နော်လုပ်ခွင့်လားစူးစားရုန်းကန်နေရတဲ့အခြေအနေမျိုးတွေကြုံနေရတယ်လို့ကျွန်မထင်မိပါတယ်နောက်ထပ်ပါများပြောချင်တယ် universe ကဆိုပါတယ်လေသူက king of swords เนาะmasculine energy ကိုသုံးရမယ်ကိုလှုပ်ရှားရှိတာတွေကိုကြိုးကြိုးဆဆနဲ့လှုပ်ဆောင်ရမယ်ကိုချစ်ဖို့လိုအပ်တယ်ဆိုတော့ပြောချင်တာကတော့ဒီပိုင်း number 1ရွေးထားတဲ့သူတွေကတခြားအရေးကိစ္စတွေထက်ဆိုင်ကိုပေါ့နော်ကိုရဲ့အရေးကိစ္စကိုအရင်ဦးစားပေးပြီးတော့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ကိုချစ်ဖို့လိုအပ်တယ်အဆောင်ရှောက်တွေလည်းကိုမှရှိနေတဲ့အတွက်ကိုကလုံခြုံနေပြီးသားဖြစ်တယ်ဒါကြောင့်ကိုလှုပ်ရှားရှိတာတွေကိုပဲတစ်ခုပြီးတစ်ခုလှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်ရှင်ဒါလေးကတော့ပိုင်း number 1အတွက် universe ကပေးခြင်းနဲ့ message တွေပဲဖြစ်ပါတယ်เนาะကျမတို့နောက်ထပ်ပိုင်း number 2ကိုကြည့်ရအောင်ပိုင်း number 2ကတော့ဒီ dragon's blood ဖြစ်ပါတယ်ဒီလေးကစိမ့်ပြပြီပေါ့နော်သူ့အတွက်ပထမဆုံး angel message ကိုကျမတို့ရှာဖွေကြည့်ပါမယ် angels number ကဘာလေးများကြမလဲ okay ပါလေ 3434 manifest your dreams တဲ့အိမ်မက်တွေကို manifest လုပ်ဖို့အချိန်မှာပဲเนาะမင်းရဲ့ဆန္ဒတွေကဆန္ဒပြေဝဖို့အချိန်ရောက်လာပြီပေါ့နော် what your dreams into reality အိမ်မက်တွေကိုအမှန်တကယ်ဖြစ်အောင်အကောင့်ထဲပေါ်ရမယ်အချိန်ဖြစ်ပါတယ်เนาะဒါတော့ point number 2အတွက် angel message ပါကျွန်တော်အချက်နဲ့ပတ်သက်ပြီးတော့ဘာတွေများပြောမလဲများ message let's multi no okay I care too much what other things နော်တခြားဘာပဲပြောပေါ့နော် view site တယ်ပေါ့နော်ပြောလို့အားလုံး view site တယ်ဆိုတော့ I get too much what others တဲ့ချားလူတွေထင်တာတွေကိုအရန်ကို view site နေတယ်ဆိုတော့ဒါပတ်ဝန်းကျင်ကိုအရန်ကို
ဂျပန်လုံးနေတယ်လို့ပြောလို့ရတယ်ဘုံချင်ရဲ့အမျိုးရန် Q ဆိုင်နေတယ်ပေါ့နော်အဲ့ဒါလေးကိုနည်းနည်း short ဖို့လိုအပ်ပါတယ်ရှင်ကျမတို့ universe message ကိုကျွန်တော်နည်းပညာနဲ့ဖတ်ကြည့်ပါမယ်ရှင် okay tester နော် tester ကတ်လေးချတယ်ဆိုတော့စာရုံးကနေနာthe tower ချနော်နောက်တစ်ခါအများjust switch it smart ဒီက Queen of Cups နော်ဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်ရုံးကန်ရရှိမယ် balance ဖြစ်အောင်စူးစမ်းနေရမယ်နည်းနည်းလေးခက်ခဲနေတယ်ပေါ့နော်နည်းနည်းမတက်မတာဖြစ်နေတယ် balance ဖြစ်အောင်စူးစမ်းနေရတဲ့ခိုက်တန့်တွေရှိတယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ဟာတွေကတနေ့တညထဲမှာဆုံးရှုံးသွားမယ်ဆုံးရှုံးပြီးတော့မှတကယ်ကိုစစ်မှန်တဲ့ယရနာတွေတွေ့ရှိမယ်အခုမှတကယ်ဘယ်လိုပြောမလဲကိုယ့်ရဲ့အစစ်အမှန်ကိုရှာဖွေတွေ့ရှိမှာမျိုးကိုယ်နဲ့တကယ်ကိုက်ညီတာကိုတွေ့မှာမျိုးပေါ့နော်အဲ့လိုကံကြမ္မာမျိုးမကြခင်မှာကြုံနိုင်တယ်နောက်တစ်ခုက Queen of Cups ပေါ့နော် Queen of Cups ကတော့ emotion နဲ့ပတ်သက်ပြီးတော့အရင်ကိုထိန်းရမယ်ဒီ love message မှာလည်းကိုကတခြားသူတွေတွေးချင်တာကိုခူးဆိုင်မှုတွေများနေတယ်ဆိုတော့ကိုယ့်ရဲ့ emotion ကိုထိန်းသိမ်းမှာကြုံလာမဲ့ဖြစ်ပျက်တွေကိုရှင်းဆိုင်နိုင်အောင်ခုကတည်းကအောင်မွေးထားပါပိုင်နံပါတ်2ကိုရွေးထားတဲ့လူတွေကတော့ဘဝမှာစူးစမ်းရုန်းကန်ရတာတွေရှင်းဆိုင်ရတာတွေရှိနေမဲ့သို့တော့ဒါတွေကိုတောင်းခံထားပါမုံတိုင်းပြီးသွားရင်လေးပြီးလာမယ်ဆိုတဲ့အတိုင်းပဲဒါတွေကြုံပြီးသွားရင်တော့ကျင်းတီပေါက်အောင်မြင်လာမှာဖြစ်ပါတယ်ဒါလေးကတော့ပိုင်နံပါတ်2အတွက်ပါရှင်ခုကျွန်တော်နောက်ဆုံးပိုင်နံပါတ်3 amethyst ခင်းရအောင်လေးရွေးထားတဲ့လူတွေနော် lions မယ်နော်သူ့အတွက်ကိုကျွန်တော်တို့ပထမဆုံးဒီနာတို့ angel message ကြည့်ပါမယ် okay angel message ကဘာမျိုးပြောချင်လဲဆိုတော့3535ဒီနေ့ကြားတဲ့ angel ကလုံးဝ3အစကြီးပဲနော် cultivate gratitude နေ့စဉ် gratitude လုပ်ပါ your future will be filled with even more blessing နော် blessing တွေကိုရရှိမယ် gratitude ကိုနေ့စဉ်လုပ်ပါနေ့စဉ်ကျေးဇူးတရားပွားများပါကျေးဇူးတင်စရာတွေကျေးဇူးတင်ရှိဖို့ကောင်းတာတွေကိုဂရုစိုက်ပြီးတော့အမှတ်မှတ်ရရကျေးဇူးတင်ပေးပါနောက်အချက်နဲ့ပတ်သက်တဲ့ message လေးပါလိမ့်များဒီမလေးပေါ့နော်I'm going through a spiritual awakening နော် spiritual awakening ဖြစ်ဖို့အတွက်ကိုawakening ဖြစ်တော့မယ်ပေါ့နော် sorry awakening ဖြစ်တော့မယ် spiritual ဘက်နဲ့ပတ်သက်တဲ့လူတွေဒီပိုင်း3ကိုရွေးမယ်လို့ကျွန်မယုံကြည်ပါတယ်ဆိုတော့ universe message ကလေးကဘာများဖြစ်လဲကျွန်မတို့ကြည့်လိုက်ကြရအောင် oh let's start so cuts okay the food okay ကြားကြတဲ့စိတ်ဝင်စားဖို့ကောင်းတယ်အားဆုံး the star balance ဖြစ်အောင်ကိုကစူးစမ်းနေရရုန်းကန်နေရတဲ့အခြေအနေဖြစ်တဲ့စင်မပြေတာလေးရှိနိုင်တယ်တိုးတော့ chokers အောင်မြင်နိုင်တယ်နော်အောင်မြင်လာနိုင်တယ်စင်ပြေလာနိုင်တယ်နောက်အခြေရေးတွေပါရေးလည်း okay နိုင်တယ်ပေါ့နော်ဆိုတော့က the food ကိုကြားတဲ့အတွက်ကိုက new beginning တွေကိုဒီပိုင်နံပါတ်3ကိုရွေးထားလို့ new beginning တွေစတင်လှုပ်ဆောင်ဖို့အချိန်ကောင်းဖြစ်တယ်အခြေအနေပေးတဲ့အချိန်ဖြစ်တယ်ပေါ့နော်ကိုကအတစ်တစ်ခုစဖို့စိတ်ကူးထားရဲဆိုရင်လောက်ကင်ဖို့အကောင်းဆုံးပဲဖြစ်ပါတယ်အောင်မြင်မှုတွေရရှိနိုင်တယ်အခုလက်ရှိမှာအဆင်မပြေရင်လည်းခဏလေး hold on လုပ်ပြီးတော့စောင့်ဆိုင်ပေးပါရှင်ဒါလေးကတော့အတီနာဖတ်ပြတဲ့ universe ကပေးချင်တဲ့ message ဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်အတီနာကို follow လုပ်ပေးသွားပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ရှင်